အားလုံးမင်္ဂလာပါ Batman Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့လူသားမွင်ကအခန်း3ပလန်လေးကိုပြန်လည်ပြောပြပေးမှာဖြစ်ပါတယ်အကြမ်းမီအချိန်တွင်ဟင်္ဒတာအမျက်နှာဖျားပွဲကျင်းပလေသည်ကိုုံးဖေလဲထိုကွင့်ရေးကိုယူကာမငွေခင်းနှင့်ဖျားပွဲလေရန်ဖွင့်တောင်းသည်မငွေခင်ကလည်းကောင်းမြစ်၏ထို့ကြောင့်မငွေခင်နှင့်ဘုရားပွဲလေကြသည်ဘုရားပွဲမှာအထူးစီကားသည်ခေတ်ပေါ်အင်ဂျင်များအယုတ်များကလေးကစားစရာများနှင့်အထည်အလိပ်များတောင်းချကြသည်မိုးပဲတည်သာမျိုးစုံလည်းတောင်းချကြသည်ကိုုံးပေတို့ဘုရားအရင်ပူသည်ဘုရားပွဲလေသည်ထို့နောက်တွင်ဘုရားရင်ပင်တော်ပေါ်တွင်အတူထိုင်ကြလေသည်မငွေခင်ကိုကျွန်တော်ပြောကြရှိတယ်မငွေခင်စိတ်ဆိုးမှလားကိုုံးဖေကပြောလိုက်သည်ဟိုအကိုအုံးဖေကလည်းတော့မပြောရသေးတာငွေခင်ကစိတ်ဆိုးเสียလားဟုတ်ပြန်ပြောလိုက်သည်ဒါဆိုကျွန်တော်ရှင်းရှင်းမှပြောတော့မယ်ကျွန်တော်မငွေခင်ကိုချစ်တယ်မငွေခင်ကိုလက်ထပ်ယူခြင်းတယ်ဟိုမငွေခင်ဘာမှမပြောနိုင်ပဲချားဘက်သို့ခေါင်းကိုလှည့်လိုက်သည်မငွေခင်ဒီမတိလို့တော့မဟုတ်ကိုုံးဖေသူ့ပေါ်မေတ္တာရှိနေပြီကိုသူမသိသည်သူမကိုယ်တိုင်လည်းကိုုံးဖေအပေါ်ချစ်မိနေသည်သို့တော့သူမတို့ချစ်ချင်းကိုတားသိနိုင်မိအကြောင်းအရာတစ်ခုရှိနေလေသည်ငွေခင်ကအတူဆိုပေမဲ့ငွေခင်ကမတက်ရှင်းတော့ပါဘူးကိုငွေခင်ပြောရင်မျက်ရည်များကျလာပြီဟိုပြမပြရလေငွေခင်ရဲ့ကုန်းပေတို့ရေရွရင်ဝေခင်ဤကိုလုံးလေးကိုတင်းကြုံဖတ်လိုက်၏ဝေခင်ဤကောင်းကိုသူဤခြေပြန့်လာသောရှင်ဝင်ကြီးလည်းဆွတ်သွင်းလိုက်လေသည်အကိုဓာတွေဂိမ်းမဆိုင်ပါဘူးဝေခင်ရဲ့အကိုလည်းအိမ်အောင်ပြက်ပဲလေဝေခင်ဘာပဲဖြစ်ခဲ့အကိုအလုံးကိုခွင့်လွှတ်ပေးနိုင်တယ်အကိုမေးနိုင်တယ်ဝေခင်ကတော့ကုန်းပေရင်ဝင်တဲ့တွင်ချိုက်ငိုလေ၏ထို့နောက်ကိုုံးပေဒီသူ၏ရင်ခွင်ထဲမှဝေခင်ကောင်းကိုအုပ်ကြည့်လိုက်ပြီးဝေခင်အခုကိုရောချစ်တယ်မဟုတ်လားဟုတ်မေးလိုက်သည်ဝေခင်ကတော့ဘာမှပြန်မပြောတော့ပဲခေါင်းအသာညှိတ်ကကုန်းပေကိုမျက်ရည်ညာချမှတုံးပြလိုက်လေသည်ဝေခင်တို့တက်တက်တောင်းရန်ပွဲလေးကအောင်မြင်မြန်ဆန်စွာပြီးစီးသွားလေသည်နှစ်ဖက်စလုံးမှလည်းကန့်ကွက်သူမရှိမရွှေခင်ကညီမအားနှမျောသလိုဖြစ်တော်လဲညီမကောင်းသားရေးမှုသဘောတူလေသည်မကြာမီတွင်လူကြီးများဖြင့်နေကောင်းရက်တာရွေးကလက်ထက်ကြမိရက်များကိုပြုချေရန်စီစဉ်ထားလေသည်ကုန်းပေလည်းမင်္ဂလာကိစ္စဖြင့်တစ်မျိုးအလုပ်ကိစ္စနှင့်တစ်မျိုးအလုပ်များလေသည်အိမ်အောင်ကြပြီးမှမငွေခင်ကိုလမ်းကမ်းခေါ်ထားရမည်ဖြစ်သည်လောလောဆယ်တွင်တော့မငွေခင်ကအင်ကုန်းရတွင်တက်လက်နေထိုင်လေသည်ဆရာဒီပြမှုတစ်ခုရှိတယ်တက်ကြက်ညဝင်းကပြောရင်ဂျုံကန်တဲ့ဝင်လာလေသည်ကုန်းဖေကမောမကြည့်ပဲဘယ်ရလဲအင်ကုန်းရကပဲဆရာမောင်စောဆိုတဲ့သုံးနဲ့သားလေးပြောက်တာကုန်းဖေလက်ထဲမှာအလက်စဖိုင်တွဲကိုသူပဲပေါ်ပတင်လိုက်ပြီးရှင်းတာဘာတွေများဖြစ်နေမလားကုန်းဖေကသူ့မေးသည်ကိုပုတ်ကပြောလိုက်ပြီးဖြစ်နိုင်ဘူးဆရာARD တိုင်းသားတွေကအကုန်လုံးလို့ရေကူးကျွမ်းကျင်ကြတယ်အင်းလေဒါဆိုမနေ့ပြန်ပဲအင်ကုန်းပတ်တကြည့်ကြတာပေါ့ဗျာဘုံဖေပြောလိုက်သည်ဟာဒါဆိုဆရာကျွန်တော်တို့ကိုမွေးရင်ကအလကားတွေ့ရမယ်နော်တက်ကျညဝင်းကပြောလိုက်သည်ဟာဘုံညဝင်းတယ်မဟုတ်ဘူးကျုံကအားတဲ့ရဲသားလေးတွေပါခေါ်ခဲ့ဗျာအဝါသာစားကြပြီတော့ခုပြန်ပြောလိုက်လေသည်နောက်တစ်နေ့ကုန်းပေနှင့်ရဲ6ယောက်ကန်းတို့သည်အင်ကုန်းရွာသို့တက်ခဲ့ကြသည်အင်ကုန်းရွာအရောက်မောင်တော်၏အိမ်နှင့်အိမ်ကြီးချင်းများရွာသူကြီးများနှင့်အမှုကြောင့်မိမ့်ကြသည်မောင်စောမှာအသက်73နှစ်ခန့်ရှိပြီးမရွှေခင်၏မွေးငါဆိုင်တွင်ကူညီပေးနေသောနေသားအလုပ်သမားလေးဖြစ်သည်မောင်စောသည်တခါတည်းရန်မရွှေခင်မွေးငါဆိုင်တွင်ညအိတ်သက်သည်
ပျောက်ဆုံးသည့်နေ့ကမရွှေခင်တို့အိမ်ကိုသွားပြီးနှစ်ရက်ကပြန်မလာ၍စုံစမ်းကြည့်ရမှမရွှေခင်အိမ်တို့လည်းရောက်မလာကြောင်းသိရသည်ကုန်းဖေတို့လည်းမေးမြန်းပြီးနောက်မရွှေခင်တို့အိမ်မက်တို့ထွက်လာခဲ့ကြသည်မရွှေခင်တို့အိမ်ပေါ်တက်လိုက်တော့မရွှေခင်၏အမေဒေါ်လှခင်ကနှုတ်ဆက်သည်မောင်စောပြောင်းနေသည့်အကြောင်းရွာထဲပြန့်နှံ့နေသောကြောင့်အမတ်လောင်ရွာသို့ရောက်လာမည်ကိုတွက်ထားကြောင်းကျဲရီလာလျင်သားဖို့ပြင်ဆင်ထားကြောင်းပြောလေသည်ထို့နောက်မရွှေခင်ကိုမငွေခင်ပါလာရောက်အိတ်ခံကြသည်ကုန်းပေလည်းမရွှေခင်ကိုမေးစရာရှိတာလေးများမေးမြန်းရန်အတွက်ပြင်ဆင်လိုက်သည်သို့တော်သူ၏ချစ်သူမငွေခင်မှာမျက်နှာထွက်တော့နေသဖြင့်ခင်နေမကောင်းဘူးလားဟုမေးလိုက်သည်ကုန်းဖေသည်မငွေခင်နှင့်ဤသားဖြစ်သွားတဲ့ကခင်ဟုသာခေါ်သည်မငွေခင်မှာပါသက်ကမပြောဘဲခေါင်းခါပြလေသည်ထိုစဉ်ဒေါ်လှခင်မှာစကားပြောနေရင်တလိုက်တယ်လို့ဖြစ်ပြီးဒီကိုယ်လုံးတုံရင်ကလက်ကျသွားလေတော့သည်ဟာမပင်တန်နဲ့တော့လောက်ကြပါဦးလူအလုံးရုံးရစံကပ်ပြကုန်သည်ဆိုင်ထဲမှာလူများလည်းပြီးလာကြသည်အရာခဏတွင်ဒေါ်လှခင်ပြန်ထလာပြီးလက်ထောက်မိကြီးနှင့်ဖြစ်နေသည်အသားများမှလည်းဆက်ဆက်တုံနေပြီးချွေးတီးချွေးပေါက်များကျနေသည်ထို့နောက်ဘုံမေဘတ်တို့တဲ့ပြီးနောက်ရဲရရှိကြီးကျွန်တော်မောင်းစောပါဟုအတန်နဲ့ကြီးဖြင့်ပြောလိုက်လေသည်ဘုံမေလည်းအောင်းစွာလက်ကြည့်နေမိသည်ကျွန်တော်ကိုတတ်သွားတဲ့သူဒီထဲမှာရှိတယ်ကျွန်တော်မကျေနပ်ဘူးမင်းအောင်တတ်သွားတဲ့သူကဘယ်သူလဲကုန်းဖေတွန်တွန်ရင်ဖြင့်မေးလိုက်သည်အိမ်တအိမ်လုံးရောအိမ်ပြင်းတကားများမှာပါလူများတိုးဝေနေကြသည်ဒေါ်လာခင်ကြီးတရေပူးနေပြီးတရင်ကတခဏတွင်ရွာတဲ့ပြန့်နှံ့သွားလေတော့သည်ကျွန်တော်ကိုတတ်သွားတဲ့သူကမငွေခင်မှာအတိအကျလက်ကျသွားလေသည်မကြာမီတွင်ရွာလူကြီးများနှင့်ပြောကကုတိဆရာကြီးများရောက်လာကြသည်ဘုံဖေကအလွန်တုံ့လုံနေသည်မောင်စောမင်းအမှုကိုအမှုမှန်ပေါ်ရစေမယ်လို့ငါအာမခံတယ်ဒေါ်လာကင်ကြီးကလည်းယောဂတွေရှိတယ်မင်းပြန်သွားလိုက်ပါကုန်းဖေကပြောလိုက်ပြီးမကြာမီတွင်ဒေါ်လာကင်ကြီးလဲကျသွားပြီးနောက်ပြန်လဲထလာလေသည်ကဲကိုညွန့်ဝင်အငွေခင်ကိုဖမ်းလိုက်ပါကုန်းဖေကပြောလိုက်သည်ရတက်ကြက်ညွန့်ဝင်လဲပါလာသောလက်ထိတ်များဖြင့်မငွေခင်ကိုခတ်လိုက်သည်မငွေခင်မှာတတိမရသည်အတန်ကြာနှာနဲ့ယူတော့မှတတိရလာသည်ကဲမငွေခင်လူကြီးတွေလည်းရောက်နေပြီကျွန်တော်ကိုအမှန်တိုင်းအလုံးပြောပြပါကုန်းဖေကမေးလိုက်သည်မငွေခင်မှာဆက်ကြီးတငင်ငိုယိုလေသည်အတန်ကြာမှပြောပြပါမယ်ဝေခင်အလုံးကိုပြောပြပါမယ်ဒီနေ့တော့ဇလန်းလေးကိုဒီမှာပဲကတ္တကျနာမှာဖြစ်ပါတယ်နောက်နေ့တွင်လည်းအခန်းလေးကိုပြန်လဲပြပြပေးမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးဘေးနားခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့လို့ရပါတယ်အားလုံးကိုအတူပဲကျေးဇူးတင်ရှိပါတယ်ဗျာ